ရေးကြီးတဲ့အလုပ်တွေလုပ်တဲ့ခါမှာပို့ပြီး productive ဖြစ်အောင်ကိုယ့်ရဲ့အလုပ်ကပို့ပြီး quality ကောင်းအောင်လို့ဒီလေးကိုလုပ်လို့ရနော်ကျွန်တော်တို့ကတော့တော်လေးအဆင်ပြေပထမတစ်ခုကအလုံးမစခင်ပါကိုလက်လှုပ်ရှားမှုလုပ်ပါကိုလက်လှုပ်ရှားမှုလုပ်ချင်ရင်ခန္ဓာကိုယ်အားပြည့်လာတယ်အားပြည့်လာတယ်ဆိုရှင်အလုပ်ကိုပိုအောင်ဆိုင်နေတယ်အလုပ်ပိုအောင်ဆိုင်နေတယ်ဆိုရှင်ပိုမြင်မြန်ပြီးရနောက်တစ်ခုအလုပ် quality လည်းပိုပြီးကောင်းတယ်ဒါကြောင့်မို့လို့အလုံးမစခင်ပါကိုလက်လှုပ်ရှားမှုလုပ်ပါဒုတိယတစ်ခုကကျတော့အလုံးမစခင်မှာ negative တွေရှောက်မတွေးပါနဲ့ negative ရှောက်တွေးခြင်းအပြင်အဲ့ဒီတွေကိုအားနေစေရအားနေဆိုရှင်အလုပ်ကိုအောင်မဆိုင်တော့အလုပ်အောင်မဆိုင်နိုင်ဘူးဆိုရှင်အလုပ်ပြို့လည်းပိုကြတယ်နောက်တစ်ခုကအလုပ်ရဲ့ quality ကလည်းကောင်းတဲ့တော့မကောင်းတော့ဘူးဒါကြောင့်မလို့အလုံးမစခင်မှာ negative တွေရှောက်ပြီးမတွေးပါနဲ့တတိယတစ်ချက်ကအချိန်များများပေးပါမနေ့တနာရီညနေတနာရီညတနာရီအဲ့လိုခွဲလို့မစားတခါလဲ3နာရီတထိုင်နဲ့လောက်တာတော့ဘာလို့ပေါ့မကြားထဲမှာတော့9မိနစ်လောက်10မိနစ်လောက်လမ်းထလျှောက်လိုက်ပါလို့လုပ်လို့ရတယ်ဒါပေမဲ့တောက်လျှောက်ဒီလုပ်ကိုပဲအောင်ဆက်လုပ်တာတော့ကျွန်တော်တို့တော့ပို့ပြီးအဆင်ပြေကျွန်တော်တို့တော့မသိဘူးဘာလို့လဲဆိုရင်အဲ့လိုမျိုးလှုပ်ချင်းအဖြစ်အလုပ်ထဲကိုဆံဝင်တဲ့ချိန်ပိုများတယ်အလုပ်ထဲကိုဆံဝင်တဲ့ချိန်ပိုများတယ်ဆိုရှင်ပို့ပြီးအတွေးခေါ်ကောင်းနေရတယ်နောက်ကအလုပ်လည်းပိုမြန်မြန်ပြီးရအလုပ်ရဲ့ quality ကလည်းပို့ပြီးကောင်းတယ်โอเคဒါကြောင့်မို့လို့တနာရီခွဲလို့မယ်စားတခါလဲ3နာရီဆို3နာရီ2နာရီဆို2နာရီ4နာရီဆို4နာရီတထိုင်နဲ့ပေးချလိုက်ပါနောက်ဆုံးတစ်ချက်က energy အပြည့်ဆုံးအချိန်မှာအရေးကြီးဆုံးအလုပ်ကိုလုပ်ပါလူတစ်ယောက်ကတနေ့ကုန် energy ပြည့်နေမှာမဟုတ်တနေ့ကုန်တက်ကြွချက်ဖိုင်ဖြစ်နေမှာမဟုတ်တချို့ကမနေ့မှာတက်ကြွနေရ energy ပြည့်နေခင်းရတိတ်မဟုတ်ချင်တော့ညနေရတိတ်မဟုတ်ချင်တော့အဲ့လိုမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အရေးကြီးတဲ့အလုပ်ကိုလုပ်တဲ့ခါမှာ energy အပြည့်ဆုံးအချိန်မှာလုပ်ပါမနေ့မှာ energy ပြည့်ဆိုရှင်မနေ့မှာလုပ်နေခင်းမှာ energy ပြည့်ဆိုရှင်နေခင်းမှာလုပ်ညမှာ energy ပြည့်ဆိုရှင်ညမှာလုပ်အဲ့လိုလုပ်ချင်ရဖြင့်အလုပ်ကိုပိုအောင်ဆိုင်နေပိုအောင်ဆိုင်နေဆိုရှင်ပိုမြန်မြန်ပြီးရဲ့အလုပ်ရဲ့ quality ကပိုကောင်းတယ်တိတ်အရေးမကြီးတဲ့အလုပ်တွေကိုကျတော့ကျန်တဲ့ energy down တဲ့အချိန်မှာလုပ်မယ် okay အဲ့လိုဆိုရှင်ပိုပြီး productive ဖြစ်တယ်ကျွန်တော်ပြောလက်ခံလာမသိလက်ခံတယ်ဆိုရှင် comment မှာရက်ရွှေ့သွားပြီနော်တခြားဆွေးနွေးချင်တာရှိရဆိုလို့ရှင်လဲ comment မှာရေးသွားပြီးလို့ရနော် okay